လှိုင်သာယာရဲ့နှလုံးသားသားစဉ်မြေဆက်ဆင့်ကန်းသွားနှစ်ပေါင်း30ကျော်ကာလအတွင်းအတိုးတက်ဆုံးအစီကားဆုံးနဲ့စက်မှုစည်းဝါးအရှိန်ဟုန်အကောင်းဆုံးမြို့ပြအဖြစ်ခြုံကြားမှဘုံဖျားသို့တက်ရောက်လာတဲ့လှိုင်သာယာရန်ကုန်မြို့အနောက်ပိုင်းရဲ့မဟာဗျူဟာမြောက်ကုန်းသွယ်ဝင်ပေါက်အောက်မြန်မာပြည်ရဲ့အဓိကကုန်စည်ထွက်ပေါက်အဖြစ်မရှိမဖြစ်အရေးပါတဲ့ဗဟိုချက်အစအရာရာတဟုန်တိုးတိုးတက်မှုနဲ့အတူလူနေမှုအဆင့်တန်းပါမြင့်မားလာတဲ့နေရာမှာ quality ကောင်းစွာနဲ့ဆောက်လုပ်သွားမယ်လှိုင် River Villa လှိုင်သာယာရဲ့လက်ရှိဈေးကွက်အခြေအနေအရ Golden Triangle လို့တင်စားရတဲ့ဈေးတန်းအမြင့်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းနဲ့ရန်ကုန်မြို့ဘေးနောင်တရားအစင်းနဲ့အောင်စရတရားအစင်းစုံရာဆက်သွယ်ရေးအချက်ချာကြပြီးလှိုင်သာယာရဲ့နှလုံးသားလှိုင်မြင့်လန်းနဲ့ဒဲပေါက်တဲ့နေရာမှာရှိပြီးအစစ်မြင့်အိမ်ယာစီမံကိန်းတွေ International School တွေဆေးရုံဈေး shopping mall တွေနဲ့စီကားတဲ့နေရာမှာရှိပါတယ်ဧက80ကျယ်ဝန်းတဲ့အောင်စရကွန်ပေါင်းဝင်းအတွင်းမှာ quality ကောင်းစွာနဲ့ဆောက်လုပ်သွားမှာဖြစ်ပါတယ်လှိုင် River Villa ဟာအကောင်းဆုံး lifestyle facilities တွေပါဝင်မဲ့အစစ်မြင့်အိမ်ယာစီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒါအပြင်အနာဂတ်မှာလည်းအောင်စရကွန်ပေါင်းထဲမှာကွန်ဒိုအသစ်ဆက်ဆက်နှလုံးတိစောက်သွားဖို့အစီအစဉ်ရှိသေးတာကြောင့်ရွေးချယ်ဖို့အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။တမူစမ်းသစ်တဲ့ L shape ပုံစံမြေနေရာပေါ်မှာနှစ်ထပ်တိုက်ဂရမ်မြေလုံးကျင်းပေ40-60 ဗီလာများကိုတိစောက်သွားမှာဖြစ်ပြီးလုံးကျင်းအိမ်အလုံး20ပါဝင်မှာဖြစ်ပါတယ်။ပေ30ကျဲတဲ့မိန်းလမ်းမကြီး2လမ်းတောင်ပါဝင်တာကြောင့်အိမ်ယာအတွင်းကျယ်ဝန်းလွတ်လပ်စွာသွားလာနိုင်မှာဖြစ်ပါတယ်။24နာရီ CCTV နဲ့လုံခြုံရေးစနစ်ကိုယ်ပိုင် transformer နဲ့လမ်းမီးတိုင်အိမ်ယာအတွင်းကိုလင်းလက်နေမဲ့အပြင်ရေနှုတ်မြောင်းစနစ်နဲ့စနစ်ကျတဲ့အမှိုက်သိမ်းစနစ်တွေကြောင့်လှပသာရတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုရရှိစေမှာအသေးချပါ။တာမန် villa တွေမှာမရနိုင်ပဲကွန်ဒိုတွေမှာသာရနိုင်တဲ့ lifestyle facilities တွေဖြစ်တဲ့ swimming pool gym, library, learning hub, barbecue area, sky garden နဲ့ private garden တို့ကိုသုံးခွင့်ရမှာဖြစ်လို့လုံးချင်းအိမ်တစ်လုံးဝယ်ရုံနဲ့ premier lifestyle ကိုနေ့စဉ်နေ့တိုင်းထိတွေ့ခံစားခွင့်ရမှာဖြစ်ပါတယ်။နှစ်ထပ်လုံးချင်းအိမ်တွေကိုအရေးသွေးပြည့်မီစွာတိစောက်သွားမှာဖြစ်ပြီးအရှိလှည့်နဲ့အနောက်လှည့်ဆိုပြီးအမျိုးအစား2မျိုးပါဝင်မှာဖြစ်ပါတယ်။ Villa တစ်လုံးစီတိုင်းမှာ master bedroom 2ခန်း bedroom 2ခန်း maze room တွေအပြင် veranda လည်းပါဝင်တာကြောင့်ကျယ်ဝန်းပြီးတက်တောက်တက်တာရှိတဲ့ living space တစ်ခုကိုခန်းစားခွင့်ရမှာဖြစ်ပါတယ်။ဒါအပြင်ကား2စီးစာဆန့်တဲ့ကားပါကင်ကိုထည့်သွင်းပေးထားတာကြောင့်စိတ်အေးချမ်းသာစွာနဲ့တက်တောက်တက်တာနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။အစင်လာကြီးမားပြီးနှစ်ပေါင်း30ကျော်သက်တမ်းရှိတဲ့နာမည်ကျော် A1 Group နဲ့ customer တွေရဲ့ယုံကြည်မှုကိုအပြည့်အဝရထားတဲ့MRET Group တို့ပူးပေါင်းပြီးအထူးတိစောက်သွားမယ်လှိုင် River Villa ဟာနောက်တစ်ချိန်အိမ်ချမ်းမြေဈေးကွက်ကိုနောက်တစ်ဆင့်ခုံလို့ရမယ့်နေရာကောင်းတစ်ခုမှတည်ရှိရကြောင်းသားစဉ်မြေဆက်နှွေးထွေးလုံခြုံပြီးအနာဂတ်အတွက်စိတ်ချစွာလက်ဆင့်ကမ်းသွားနိုင်မယ့်အစစ်မြင့်အိမ်ယာစီမံကိန်းတစ်ခုဖြစ်ပါတယ်။လှိုင် River Villa လှိုင်သာယာရဲ့နှလုံးသားသားစဉ်မြေဆက်ဆင့်ကမ်းသွား